ဒီနေရာကကျွန်တော်တို့ခလေးတောင်းလို့ရတဲ့နဂါးတိုက်ခလေးတိုက်ရှိတဲ့နေရာဖြစ်တယ်အခုကျွန်တော်ဒါနဂါးတိုက်နဲ့ခလေးတိုက်ရှိတဲ့နေရာကိုကျွန်တော်ပြမယ်ဒီနေရာမှာသားစုပန်လို့ခလေးရသွားတဲ့လူတွေရှိတယ်သားသမီးစုပန်လို့ဟုတ်ကဲ့ဒါလိုက်ပြမယ်ဒီမှာကဒါခလေးတိုက်ထားတဲ့နေရာပေါ့ဗျဒါသားစုပန်တဲ့လူတွေခလေးနဲ့ဒီခလေးတိုက်နဲ့အဆက်အသွယ်ရှိတဲ့လူတွေကိုဒီမှာထားတာဒါသူတို့အတွက်ဒန်းသူတို့စီဖို့အတွက်ဒန်းသူတို့ဆော့ဖို့အတွက်အယုတ်လေးတွေသူတို့ဆော့ဖို့အတွက်အယုတ်လေးတွေပကတ်လေးတွေဒီမှာဝိုင်းပြီးလှူဒန်းထားကြတာဒီနေရာကနဂါးတိုက်ဇက်တဲ့ရှိတဲ့လူတွေခလေးတိုက်ဇက်နဲ့ရှိတဲ့လူတွေအတွက်ကိုတီးတန့်လှုပ်ထားပေးတဲ့နေရာပေါ့ဗျဒါနောက်ပြီးတော့ခလေးတွေအတွက်ကိုလည်းဒီအပြင်မှာဆော့ဖို့လှုပ်ထားပေးတယ်ဗျဒီအပြင်ဘေးဆိုရင်ဒါခလေးတွေအတွက်တီးတန့်ဆော့ဖို့နေရာဒါနဂါးတိုက်ခလေးတိုက်ရှိတဲ့နေရာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ဆရာဇွဲတေစာပါ